နေ့စဉ်ဒေသနာဝိငှချင်းအစီအစဉ်မှာအလုံးကိုသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါလို့ဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြသောဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပြရစီကျွန်တော်ယနေ့တရက်တာအတွက်ကျွန်တော်တို့ရဲ့အသက်တာကိုတည်ဆောက်မိနှုတ်ကပတ်တော်မြတ်ဤကောင်းစဉ်ကဘဝကြွားပါမည်အခြေပြုတမချန်းစာနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်မှဖြစ်ပါတယ်။သုတ်တန်ကျမ်းအခန်းကြီး22ခုအခန်းငယ်1နက်ဖြန်နေ့ဖို့အမိပြု၍မဝါကြွားပါနှင့်။တရက်အတွင်းတွင်အဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်။ဒီနှုတ်ကပတ်တော်မြတ်ကိုရေးသားပြုစုသောရှလုမုန်မင်းကို၌ကပြီ။နက်ဖြန်နေ့ဖို့မဝါကြွားပါနှင့်။ဒီနေ့တရက်အတွင်းမှာဘာဖြစ်မယ်ဆိုတာကိုကျွန်တော်တို့မသိတဲ့အတွက်ဝါကြွားခြင်းအမှုကိုရှောင်တော်သူတွေဖြစ်ဖို့အရေးကြီးပါတယ်ကျွန်တော်တို့ရဲ့အတ္တမှာတစ်ခါတလေကြရင်ပညာတက်တဲ့သူကသူ့ရဲ့ပညာအားဖြင့်လူတွေရဲ့အရှိမထုတ်ဖော်ပြီးတော့ကြွားဝါခြင်းတလို့ချမ်းသာကြွယ်ဝတဲ့သူကလည်းသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလူတွေရဲ့ရှေ့မှောက်မှာချပြပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုဘလောက်ရှိတယ်ဆိုတာကိုဝါကြွားခြင်းပါဒီမှုရာတွေကိုကြည့်ခြင်းအဖြစ်နှုတ်ကပတ်တော်မြတ်နဲ့စံထိုးလို့ရှိရင်အင်မတန်မှဆန့်ကျင်ဘက်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီတရက်အတွင်းမှာဘာဖြစ်မယ်ဆိုတာကိုမသိဘဲနဲ့မနှက်ဖြန်ဖြစ်ကျွန်တော်ကြိုတင်ဝါကြွားစရာမလိုဘူးဆိုတဲ့အကြောင်းကိုဒီနှုတ်ကပတ်တော်မြတ်ကဟိုသင်ထားသည့်အတွက်တင်းရဲ့အတ္တမှာဝါကြွားတတ်သောစိတ်တဘောကိုမွေးမြူခြင်းမှာဖယ်ရှားဖို့ရတဲ့ဒီနှုတ်ကပတ်တော်မြတ်သည်သင်အားစကားပြောနေပါတယ်။ဒါကြောင့်ယနေ့မှစ၍သင်ရဲ့အတ္တသည်ဝါကြွားသောအတ္တအဖြစ်မိမိရဲ့အတ္တကိုမဆောက်တည်ပါနဲ့။ဖျားဘုံတော်အတွက်တာအသက်ရှင်ပါလို့ကျွန်တော်အနေဖြင့်အားပေးရင်းနဲ့ဆက်လက်ပြီးတော့တာရကနှစ်ခုအဖြစ်ခွန်အားယူသွားမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး25အခန်းငယ်17မှာငါသည်ငါသုံးမွေးကိုညှက်တော်သူဖို့ပြင်ဆင်သောငါမုတ်ငါရည်ငါအမဲသားကိုယူ၍ငါမတိတော်သူတို့အားပြရမည်လောဟုဒါဝိဒ်၏လူလင်တို့ကိုပြောဆို၏ဒီဖြစ်စဉ်ကိုကြည့်ခြင်းအဖြစ်ဒါဝိဒ်ရဲ့လူတွေကိုနာဗလဆိုတဲ့ပုဂ္ဂိုလ်ကကြမ်းကြမ်းတမ်းတမ်းဖြစ်ငါမုတ်ငါရည်ငါအမဲသားကိုမပြီးနိုင်ဘူးဒီအရာတွေငါရဲ့ပိုင်ဆိုင်မှုတွေဖြစ်တယ်ဒါကြောင့်မို့ငါမသိတဲ့သူအတွက်မွေးညက်ပွဲမှာငါပြင်ဆင်ထားတဲ့လူတွေကိုကျွေးဖို့အတွက်အခြားသူကိုမပေးနိုင်ဘူးသူ့ရဲ့ပိုင်ဆိုင်မှုကိုသူကထုတ်ဖော်ဝါကြွားတယ်လို့ငါဆိုတဲ့နှလုံးသားကိုရှေ့တန်းတင်ခြင်းကြောင့်သူ့အတွက်မှာမဟာအမားကြီးမှားနေပါပြီသို့တော်ညာလဲဒီအကြောင်းအရာဖြစ်စဉ်တွေကိုသူ့ရဲ့ဇနီးတဲ့ဖြစ်တဲ့အဘိဂဲလပြန်ရောက်လာတဲ့အခါကျတော့အကောင်းဆုံးပြန်လည်ပြီးတော့အခြေအနေကိုအင်းချမ်းတည်ငြိမ်စွာပြီးစောင့်တည်နိုင်ခဲ့သို့တော်ညာလေမိုးလင်းတဲ့အခါကျတော့သူ့ရဲ့ဇနီးတွေကညကဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုသူ့ကိုတစ်ခုချင်းရှင်းပြတဲ့အခါရှုပ်တရက်သူဟာကြောက်ခြင်းတရားဝင်ပြီးတော့နှလုံးတည်သွားတယ်နှလုံးကြောက်ကဲ့သို့ဖြစ်သွားတယ်အသက်ဆုံးရှုံးသွားဆိုတာတွေ့ရပါတယ်ညကသူကြွေးကြော်ခဲ့တဲ့ငါမုတ်ငါရှိငါဘေးသားဆိုတာဘယ်ရောက်သွားပြီလဲဒါကြောင့်မို့ဒီဖြစ်စဉ်ကိုကြည့်ခြင်းအပြင်ကျွန်တော်တို့အတွက်ကြီးမားစွာသင်ခန်းစာပေးထားပါကျွန်တော်တို့ရဲ့အတ္တမှာဒီချင်းရကဲ့သို့ဝါကြွားမှုမရှိဖို့ရန်အတွက်မိမိရဲ့ပိုင်ဆိုင်မှုတွေကိုထုတ်ဖော်ခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်ဘုန်းတော်တွေအသုံးပြုတော်သူတွေဖြစ်ဖို့အရေးကြီးပါဆက်လက်ပြီးတော့ရှင်လုကာအခန်းကြီး7အခန်းငယ်20ထိုတို့အကြံရှိစဉ်ဘုရားသခင်ကအချင်းလူမိုင်းယနေ့ညပင်တင်းအသက်ဝိညာဉ်ကိုငါရုပ်သိမ်းရအချိန်ရောက်လိမ့်မည်ထိုတို့အကြံရှိစဉ်ဆိုတာဒီတထေးကြီးတူဘာကြံလဲလက်ရှိသူဆောက်ထားတဲ့အဆောက်အဦတွေကိုဖျက်ပြီးတော့အဆောက်အဦအသစ်တွေကြီးကြီးမားမားဆောက်လုပ်မယ်ပြီးလို့ရှိရင်စားနဲ့ရိတ်ခါကိုတိုးလောင်မယ်
ပြီးလို့ရှိရင်အချင်းဝိညာဉ်ပျော်မွေ့တော့လို့သူကြွေးကြော်သူ့ရဲ့စီမံကိန်းထဲမှာသူ့အတွက်ကြီးပဲသူလှုပ်ဆောင်တပါးသူတွေအတွက်ဆင်းရဲသောသူတွေအတွက်သူ့ခေါင်းထဲမှာဘာမှမရှိပါဘူးသူ့ရဲ့ဝိညာဉ်ပျော်မွေ့ဖို့အတွက်သူကြံစီခြင်းကြောင့်အဲ့ဒီညမှာပင်အချင်းလူမိုက်ယနေ့ညပင်သင်အသက်ဝိညာဉ်ကိုငါရုပ်သိမ်းလိုက်မယ်ဘုရားသခင်ရုပ်သိမ်းလိုက်တယ်ဆိုတာတွေ့ရပါဒီနေ့ဒီတထေးကြီးရဲ့အသက်တာမှာလည်းပိုင်ဆိုင်မှုတွေအပေါ်မှာဝါကြွားတယ်ဆိုတာတွေ့ရပါအဲ့ဒီဝါကြွားခြင်းကမိုးမလင်းပါဘူးအဆုံးသတ်သွားပါဒီနေ့သင်ရဲ့အသက်တာမှာမျက်မှောက်တော်လိုက်အသက်ရှင်ခြင်းပါမိမိရဲ့အစွမ်းမိမိရဲ့ခွန်အားမိမိရဲ့အတတ်ပညာမိမိရဲ့ပိုင်ဆိုင်မှုစည်းစိမ်တွေအပေါ်မှာဝါကြွားခြင်းမရှိဘဲနဲ့ဘုရားသခင်ဘုန်းတော်အတွက်တိဆောက်၍အလင်းဖြစ်ပါစေကျွန်တော်ဝေငါကြီးနိဂုံးချုပ်ပါတယ်ဒီနှုတ်ကပတ်တော်မြတ်အားဖြင့်ခံယူသူရောက်စီတိုင်းပေါ်ဘုရားသခင်အစဉ်အမြဲသင်အားကောင်းကြီးပေးပါစေအာမင်